ဒီမိန်းကလေးဟာသူမရဲ့တကိုယ်လုံးကိုစိတ်စီ gold grace တွေနဲ့တုပ်လိမ့်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ရေကူးမျက်မှန်ကိုတက်ပြီးပင်လယ်ထဲကိုဖြည်းဖြည်းချင်းရှောက်လန်းသွားခဲ့ပါတယ်။သူမရဲ့ရည်မှန်းချက်ကရိုးရှင်းပေမဲ့အရန်ကိုစွန့်စားရတဲ့ကိစ္စပါ။အဲ့ဒါကတော့အင်္ဂလိပ်ရေလက်ကြား English Channel ကိုရေကူးဖြတ်ဖို့ပဲဖြစ်ပါတယ်။သူမဟာတချီတဲနဲ့10 မိုင်လောက်အထိခီးပေါက်အောင်ကူးခတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့သူမကိုရှုံးနှိမ့်စေခြင်းနဲ့နီးပြကတော့အရှိန်လျှော့ဖို့ခဏခဏပြောနေခဲ့ပါတယ်။မိန်းကလေးကတော့သူ့စကားကိုနားမယောင်ပဲသူမရဲ့ကိုယ်ပိုင်ရှိန်နဲ့ပဲဆက်ကူးနေခဲ့ပါတယ်။နီးပြဖြစ်သူကသူမကိုတားဆီးဖို့နီလန်းပေါင်းစုံတုံးခဲ့ပါသေးတယ်။ပန်းသီးတစ်လုံးကိုကင်ပြီးသူမကိုရက်ခိုင်းဖို့ကြိုးစားခဲ့ပါတယ်။မိန်းကလေးကပန်းသီးကိုလှမ်းယူတဲ့အချိန်မှာနီးပြကသူမကိုလက်နဲ့ထိဖို့ကြိုးစားခဲ့ပါတယ်။တကယ်လို့နီးပြကသူမကိုထိလိုက်မိရင်ဒီစိန်ခေါ်မှုဟာရှုံးနိမ့်မှုအဖြစ်သတ်မှတ်ခံရမှာမို့ပါ။ကံကောင်းတာကနီးပြဟာခြေချော်ပြီးပန်းသီးပဲပင်လယ်ထဲကျသွားခဲ့ပါတယ်။ဒါပေမဲ့နီးပြကလက်မလျှော့ပဲနောက်ထပ်နီလန်းတစ်ခုကိုတုံးခဲ့ပြန်ပါတယ်။သူမကိုဖြောရည်တစ်ခွက်တိုက်လိုက်တာပါ။မိန်းကလေးကဘာမှတန်တရားမရှိပဲတောက်လိုက်တဲ့အခါအဲ့ဒီထဲမှာပါတဲ့ဆေးရှိန်ကြောင့်သူမဟာခေါင်းမူလာပြီးပင်လယ်ထဲမှာတင်သတိလစ်သွားခဲ့ပါတယ်။ဒီလိုနဲ့သူမရဲ့ပထမဆုံးစူးစမ်းမှုဟာရှုံးနိမ့်ခဲ့ရပါတယ်။3 ရက်ကြာမှာတော့သူမဟာဒုတိယအကြိမ်ထပ်ပြီးစူးစမ်းပါတယ်။ဒီတစ်ခါမှာတော့သူမရဲ့အဖေနဲ့အမဖြစ်သူတို့ကဘေးနားကနေဝန်းရံပေးထားပါတယ်။သူမဟာစိတ်အေးထားပြီးအာယုံစိုက်ကကူးခတ်ခဲ့ပါတယ်။10 မိုင်လောက်ရောက်တဲ့အချိန်မှာတော့ပထမဆုံးစိန်ခေါ်မှုကြီးနဲ့တိုးပါတော့တယ်။အဲ့ဒါကတော့လမ်းအပြည့်ပိတ်ဆို့နေတဲ့ငါးဖန်ခွက် jellyfish အုပ်ကြီးပါ။လမ်းလွဲပြီးကူးဖို့လည်းမဖြစ်နိုင်တာကြောင့်သူမဟာအဲ့ဒီအုပ်ထဲကိုပဲအမြန်ဆုံးဖြတ်ကူးခဲ့ရပါတယ်။ငါးဖန်ခွက်တွေရဲ့တိုက်ခိုက်မှုကြောင့်သူမရဲ့တကိုယ်လုံးမှာဒဏ်ရာတွေပြည့်နှက်သွားခဲ့ပေမဲ့သူမကတော့ရှေ့ကိုပဲဆက်သွားနေခဲ့ပါတယ်။မိနစ်20အကြာမှာတော့အဲ့ဒီအန်ရယ်ဆောင်ကနေလွတ်မြောက်ခဲ့ပါတယ်။ပင်လယ်ရေငန်တွေကဒဏ်ရာတွေကိုဆက်ဖြင်းနေစေပေမဲ့သူမဟာခဏလေးပဲနားပြီးရှေ့ကိုဆက်ကူးခဲ့ပါတယ်။8 နာရီကြာမှာတော့ပြင်းထန်တဲ့ရေစီးတံမှုနဲ့ထပ်တိုးပြန်ပါတယ်။အဲ့ဒီအချိန်မှာသူမဟာအားအင်တွေကုန်ခန်းနေပါပြီ။သူမရုန်းကန်နေရတာကိုမြင်တဲ့အမဖြစ်သူကရေထဲကိုခုန်ဆင်းပြီးခဲရင်းနဲ့လမ်းပိုင်းကိုအတူတူကူးခတ်ပေးခဲ့ပါတယ်။တနာရီကြာမှာတော့အမဖြစ်သူဟာအေးဒဏ်ကိုမခံနိုင်တော့တာကြောင့်လှေပေါ်ပြန်တက်သွားခဲ့ရပါတယ်။အင်္ဂလန်နိုင်ငံကိုရောက်ဖို့6 မိုင်ပဲလိုတော့တဲ့အချိန်မှာလှေကကြောက်ဆောင်တွေနဲ့တိုက်မိမှဆိုလို့ရှေ့ဆက်သွားလို့မရတော့ပါဘူး။အဖေဖြစ်သူကအရန်စိုးရိမ်ပြီးလှေပေါ်ပြန်တက်ဖို့တောင်းပန်ခဲ့ပေမဲ့သူမကတော့ခိုင်မာတဲ့စိတ်ဓာတ်နဲ့ရှေ့ကိုတယောက်တည်းဆက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။မြူရီကြားထဲမှာ13 နာရီကြာအောင်တယောက်တည်းရေကူးနေရတဲ့အခါသူမဟာလမ်းကြောင်းတွေပျောက်ဆုံးလာတယ်လို့အားအင်တွေလည်းလုံးဝကုန်ခန်းနေပါပြီ။ဒါပေမဲ့သူမရဲ့အိမ်မက်ကသူမကိုလက်မလျှော့ဖို့တွန်းအားပေးနေခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုအဝေးကနေအလင်းရောင်မိန်မိန်လေးကိုသူမမြင်လိုက်ရပါတယ်။ကမ်းခြေမှာစောင့်နေတဲ့သူမရဲ့တငယ်ချင်းတွေကမီးတူးတိုင်တွေကိုကင်ပြီးသူမလမ်းမအောင်လမ်းပြပေးနေတာပါ။နောက်ထပ်တနာရီလောက်ကူးခတ်ပြီးတဲ့အခါမှာတော့သူမရဲ့လက်ဟာတဲတောင်ပြင်ကိုထိတွေ့နိုင်ခဲ့ပါတယ်။သူမဟာအင်္ဂလိပ်ရေလက်ကြားကိုပထမဆုံးရေကူးဖြတ်နိုင်ခဲ့တဲ့အမျိုးသမီးအဖြစ်ကမ္ဘာသမိုင်းတွင်သွားပါတော့တယ်။လူတွေကမဖြစ်နိုင်ဘူးလို့ထင်နေကြချိန်မှာသူမဟာဆွဲလုံးလနဲ့အားလုံးကိုတက်တည်ပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။